အားလုံးပဲမင်္ဂလာပါရှင်မမေကိုကူညီတဲ့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကို share ပေးကြပါမမေရဲ့ဂျပန် TikTok account ပေါ့နော် TikTok account မှာဒီနသားရောင်းနေပေါ့နော်အဲ့ မင်္ဂလာပါရှင်ဗီဒီယိုလေးတွေကိုအစင်မပြတ်တင်ပေးသွားမှာမို့ Reaction မြန်မာ YouTube Channel လေးကို Subscribe လုပ်ပေးသွားပါအောင်ရှင် account လေးကမနေ့ကပြတ်သွားပါတယ်ပေါ့နော်ပြတ်သွားမဟုတ်လော့ကျသွားတာပေါ့နော်အဲ့မှာဘာဖြစ်လဲဆိုတော့ငွေလဲထားတဲ့နသားဝယ်ပြီးတော့ငွေလဲထားတဲ့သူတွေလည်းရှိတယ်အဲ့တော့အဲ့ screenshot လေးကိုရိုက်ပြီးတော့မမေရဲ့ဒီပေါ့နော်50ရှိလေးလုံးကို Viber နဲ့4385လုံးကို Viber ကိုပို့ပေးလို့ရပါတယ်လို့ပြီးလို့ချင်း Metro Account page မှာလည်းလာပြီးတော့ screenshot လေးရိုက်ပြီးတော့လာပို့ပေးလို့ရပါတယ်ကလျာဏီ page မှာလည်းလာပြီးပို့ပေးလို့ရပါတယ်လို့အဲ့အကောင့်ဟာအခုတော့ပြန်လျှောက်ထားရပါတော့အဲ့အကောင့်ညာပြန်ရမရဆိုတာမသေးချာတဲ့အတွက်မမေကိုကူညီတော့အနေဖြင့်ဒီဗီဒီယိုဖိုင်လေးကို share ပေးကြပါရှင်နာမည်ပြတ်သွားမှလည်းစိုးလို့ပေါ့နော်မတို့တချို့မသိတဲ့သူတွေကမေထုတ်ကောင်အကောင့်ကိုဖြတ်ပြီးတော့ဟိုလိန်တဲ့ဘာညာဖြစ်မှာစိုးလို့ပေါ့နော်တချို့ကြာလည်းအကောင့်ကလိန်နေထင်သွားမှာစိုးလို့ပါရှင်မမေကိုကျေးဇူးပြုပြီးတော့ဒီဗီဒီယိုဖိုင်လေးကို share ပေးကြပါရှင်ဟိုဒီ page ဒီအကောင့်မှာလည်းလာပြီးတော့ပြလို့ရပါတယ်ရှင်ဟိုဟာဘောနော်50လေးလုံးကို Viber ကိုတော့အဓိကထားပြီးတော့ဒီ screenshot လေးရိုက်ပြီးတော့ပို့ပြပါလို့ဝယ်ထားတဲ့သူတွေရဲ့ငွေလဲပြေစာလေးပေါ့နော်အဲ့ငွေလဲပြေစာလေးကိုမမေရဲ့အကောင့်ကိုလာပို့ပေးကြပါရှင်အကောင့်လေးကပြတ်သွားမမေအရင်အားနာပါတယ်မမေရဲ့ customer တွေအားလုံးမမေအားနာပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်